အားလုံးပဲမင်္ဂလာပါရှင်အိမ်မှာကင်ချီလေးနည်းနည်းကြံသေးရဆိုတော့ဒီနေ့ကင်ချီထမင်းကြော်လေးလှုပ်စားပါမယ်ကင်ချီလေးတွေကိုတပွဲပြည့်စားပကံလုံးနဲ့ထည့်ပြီးတော့ကကြီးလေးနဲ့ညှပ်ပေးထားပါတယ်တဲဦးလေးကိုစီထည့်ပြီးရင်ကြက်သွန်ဖြူထောင်းထားလေးဒါလေးတွေထည့်ပြီးတော့ကြက်သွန်ဖြူလေးစီတက်ပါမယ်ပြီးရင်ဝက်သားလေးတွေတုံးထားလေးထည့်ပြီးကြော်ပါမယ်ပဲငံပြားရဲ့အကြီးလေးနည်းနည်းထည့်ပါတယ်ပြီးရင်ခရူးစီလေးနည်းနည်းထည့်ပါတယ်ပြီးရင်ကင်ချီလေးတွေထည့်လိုက်ပါမယ်ကင်ချီထဲမှာလည်းအရသာပါပြီးသားဆိုတော့စားလေးနည်းနည်းနဲ့တကြားလေးနည်းနည်းပဲထည့်ပါမယ်ဝတ်သားလေးကြက်လောက်ပြီးဆိုရင်ထမင်းပြူလေးတွေထည့်ပြီးတော့ကြော်ပါမယ်အိမ်မှာတော့ကင်ချီလေးရှိရတော်အဆင်ပြေတယ်ကင်ချီကကျန်းမာရေးနဲ့လည်းညီညွတ်တယ်ဦးလန်းချောင်းလည်းကောင်းစေတယ်ဆိုတော့ဝမ်းချုပ်တက်တဲ့လူတွေအတွက်လည်းအဆင်ပြေရလို့ပြောတယ်ကျမကတော့ကင်ချီလေးနဲ့ကင်ချီဟင်းချီကဲလေးချက်တောက်လိုက်ကင်ချီထမင်းကြော်လေးစားလိုက်ဝက်စလက်လေးလှုပ်လိုက်နဲ့တော်အဆင်ပြေပါတယ်ဒီနေ့ရဲ့မနက်စာကတော့ကင်ချီထမင်းကြော်လေးနဲ့ကော်ဖီလေးတစ်ခွက်နဲ့ပြည့်စုံပါပြီရှင်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ကြောင့်မို့လို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေလည်းဆက်ပြီးအားပေးကြပါအောင်ရှင်ဘိုင်ဘိုင်